ကဲပါစကားများမနဲ့လှုပ်ဆိုင်ရှိရသွားလို့သွားချမ်းသာကြီးဒီကျုပ်ချံရဲ့မျက်နှာကပေ200ရှိတယ်အဲ့တော့ပင်ရဆရာကိုခေါ်အုပ်ဘလောက်လိုမလဲဆိုတော့ချမ်းသာကြီးကသူ့ကိုမေးပြီးတခါတည်းတိုက်ပေးတယ်ဟုတ်ပြီလား ကိုကြီးကလည်းကိုကြီးကိုလုံးချင်မဲ့ထမင်းချက်ကြီးလည်းမရှိတော့ဘူးနဲ့ဘာဖြစ်လို့ပတ်စံတွေအကုန်ရောက်ခံပြီးတော့ဒီချန်ကြီးကိုလုံနေရတာဟုတ် ထမင်းချက်ကြီးမရှိတော့ပြင်မဲ့ဒီရွာတော့အိုက်မှာငါ့ကိုအန်ရပေးမဲ့လူတွေရှိနေသေးတာကွာသတိဆိုတာပိုတယ်မရှိဘူးကွာရန်သူကိုတိုက်ခိုက်ဖို့အတွက်နောက်ကျောလုံနေဖို့အရေးကြီးတယ်ကွာ ငါတို့ဟိုထမင်းချက်ကြီးရဲ့သတင်းတွေဘာတွေကဘာမှကြားမလို့ ဟာရန်သူသတင်းကိုကြားမှာစေရေးပြင်နေဆိုလို့ရှိရင်ကျုပ်ကရှုံးတဲ့ဘက်ကိုရောက်သွားမှာပေါ့ခင်ဗျားတို့ကလည်းဗျာကျုပ်ခိုင်းတာလှုပ်ဆမ်းမှာအပူတွေပြောမနေနဲ့ဒီတကားအတွက်လည်းကျုပ်တန်မန်းနေမှာပေးမယ်နော်ဟုတ်ကျေးရွာတွင်း၌မိတီနေထိုင်ကြကုန်သောတရားကြည်လင်ပါရမီရှင်ပေါင်းတို့ခမညာကျွန်တော်များလာမဲ့တစောင်းမုံလာပြည့်နေ့မှာရွာဦးကျောင်းတိုင်း၌ကထိန်သင်္ကန်းများစက္ကန့်လူရန်ပူဇော်နိုင်ရန်အတွက်တရားတာနေများမစိုးပါဝင်လူရန်ကြပါအောင်ခမညာ ဟာဖျောက်နေရှေ့စုံတော့ညိုကြီးချန်ရှိရောက်ပြီကွာငါတို့ဝင်ပြီးတော့အထူးခံကြအောင်ပါလား ဟောသူ့ channel ကိုတော့ဝင်ပြီးတော့အလိုမခံဘူးပေါ့ကွာဒါပေမဲ့အခုလိုမျိုးအပြင်မှာတွေ့နေတာဆိုတော့လေတခါလဲလမ်းကြုံနေဝင်ပြီးလူခံကြတာပေါ့ဒီကောင်နဲ့မပတ်သက်ချင်ဘူးဆိုပေမဲ့ရဲရဲရွာကြီးဆိုတော့နည်းနည်းသီးခံကြကွာ ဆရာမဝင်တာကောင်းမယ်နော်လူအောင်ကျလို့ဘာမှမဖြစ်ပါဘူးဟဲ့အထီးကလေငါတို့အလူငွေများများရဖို့အရေးကြီးတယ် အကူတော့မြောင်းမယ်ထင်ပါတယ်အေး ဟာလာစမ်းပါငါဥဆောင်ပြောသမှာလားအလူကမှာခင်ဗျာအလူကမှာခင်ဗျာကြွားဖုံးကရင်အလူဝဲအတွက်ရန်မုံငွေအလူကမှာခင်ဗျာ ဟုတ်ပါလေဗျာတရားတရားနေမြမဆိုပါဝင်လှူဒန်းနိုင်ပါလေခင်ဗျာ နင်တို့လူကအလူငွေဘယ်လောက်ထည့်ရမှာတော့ ဩဘယ်ပဲမြမရှိပါဘူးစေတနာတရားတရားရှိသလောက်လှူဒန်းလို့ရပါလေခင်ဗျာ တာတို့ပါခမညာတာတို့ပါခုလိုလူရတဲ့အတွက်ဇောတိကဗမာသဘောရှိစွာသုံး ခင်ဗျာလေဗျာတတိပြပြနေရလေလားဗျာရွာတွေကဥလာကြိုင်တော့ဆိုရင်9000တသိန်းတော့ထည့်ကြတာဗျာ အဲ့ဒါသူ့စိတ်လေဒါငါစိတ်လေမင်းမဲပြောပြသရာတလောက်ဆို မင်းကလည်းရှာအောင်ရှိတယ်သူတရားတရားနဲ့လို့တရားတရားနဲ့တော့လှူတာကွာမင်းနဲ့ပါဆိုင်တယ် ဟဲ့အောင်သရာတရားနဲလို့မဟုတ်ဘူးငါလှူနိုင်တယ်မင်းတို့3သိန်းလဲလှူနိုင်တယ်5သိန်းလဲလှူနိုင်တယ်ကွာဒါပေမဲ့ငါလှူလိုက်လေလှူသလောက်မှမရောက်တာမင်းတို့ကောင်တွေကွန်းစားတာနဲ့ဆက်လေးတောက်တာနဲ့ရေတောက်တာနဲ့ပြီးရင်လောဝါကတော့ကော်မရှင်ကတော့နှုတ်ရင်အဲ့လူငွေကဘလောက်မှရမှာမဟုတ်ဘူး ဟေ့အောင်ငါတို့အဲ့ဒါမလုပ်စားနေကောင်မဟုတ်ဘူးကွာ အေးအဲ့လိုမဟုတ်ရင်တော့ကောင်းတာပေါ့ဟုတ်ရင်လည်းဒေဟိုးပဲနော် ဆရာရေအဲ့ဒါကြောင့်ပြောတာဗောဟိုကပြုတ်တယ်စီမှာဟိုကမပြုတ်ပါနဲ့ဆိုတာကို ဟဲ့ဟိုကမပြုတ်လို့မရဘူးဒီနေ့ငါတို့ရွာရဲ့ကထိန်အလူမလေးအရက်ပြတ်ဆက်ထိတ်မှာဆိုရမုံငွေလုံးနေတာဟဲ့ အဲ့တို့တဲ့ပတ်စံကောင်လုံးငါတူမယ်ကွာသွားလား ဒီနေ့ရွာသူရွာသားအပေါင်းကိုခေါ်ဆိုရတဲ့အကြောင်းရင်းကတော့ ဟာဟေ့ရက်ပြတဲ့အတွက်လူရွေးဖို့ခေါ်တယ်လို့ပြောမှလားမင်းပေရှင်းနေပြန်ပြီကွာ အော်မင်းကဘာသိလို့ငါလည်းအဲ့ဒါပြောဖို့အစပြောနေတာလေကွာ မင်းကအစပြောတာမဟုတ်မင်းကလေဟိုးရှင်းနေတာဟေ့ကဲထားလိုက်တော့ငါပဲပြောတော့မယ် ဟဲ့မင်းပြောရင်ပို့ဆိုးမှာဗောကွာ ဟာငါပြောမယ် ငါပြောပါမယ်လို့ ငါ ကဲတော်မင်းတို့မပြောနဲ့တော့ငါပဲပြောလိုက်တော့မယ်ဘလို့ကောင်နေမှမသိဘူးကွာကဲမင်းတို့ဒီနေ့ခေါ်ရတဲ့အကြောင်းရင်းရတော့ကွာအရက်ပြဇာကပ်ဖို့အတွက်မင်းသားမင်းသမီးရွေးဖို့ပဲဟုတ်လားအဲ့ဒီမင်းသားမင်းသမီးရွေးတဲ့နေရာမှာမင်းသားလည်းမင်းသားအလျောက်မင်းသမီးကလည်းမင်းသမီးလျောက်သူ့နေနဲ့သူအဝင်ခွင့်ကြဖြစ်အောင်လို့ရွေးဖို့လိုအပ်တယ်အေးဒီကိစ္စနဲ့ပတ်သက်တော့ဟာဒီကမောင်ကောင်းတဲ့မင်းပဲဥဆောင်မိတာဝန်ယူလိုက်ကွာမင်းတစ်ဖက်နေနဲ့တော့မဖြစ်ပါဘူးကွာ ဟုတ်ကဲ့ဟုတ်ကဲ့ကဲလူရွေးဝဲစပါမယ်ခင်ဗျာထုံးစံတိုင်းအစင်လာမပြတ်ကတော့မြန်မာတန်လေးနဲ့စဖွင့်ပါဆိုတော့ဥစွာပနာမတချင်း
မြန်မာတန်တချင်းကိုစုံမဲ့လူတယောက်လိုပါတယ်အဲ့ဒါဘယ်သူစုံမလဲခင်ဗျာ ဘနာမကျုပ်ဆုံးမလေး ဟဲ့အောင်ရွှေမင်းအားနေတဲ့ဟာကိုဘလို့လို့သွားပြီးတချင်းဆိုလို့ရမှာတော့ကွာ ဦးလေးကျွန်တော်ဒါပြောလို့ရှိရင်ထစ်တာပါဗျာတချင်းဆိုရင်မထစ်ပါဘူးဗျာနားထောင်ကြည့်လေ အေးဟုတ်ပြီကွာစိုးကြည့်ကွာ ပန်းစပဲအနားလည်းမပေါ်ခိုက်တာမို့လိုက်တော့တဲ့တေးရုံမခံမကိုကိုရတယ်တွေ့လာဦးလေကျွန်တော်တချင်းဆိုမပါဘူးဗျာ ဟုတ်ပါပြီမနာမတချင်းကိုတီးစုံမဲ့လူကတော့ဟောဒီကရွှေအပ်ဖြစ်ပါတယ်ကဲရွှေအပ်ပါနော်မြန်မာတန်စုံမဲ့လူကတော့ရန်ပုံငွေ1000ဖြစ်ပါတယ်ခင်ဗျာ1000ပါ ဦးလေတွန်းလိုက်လေဗျာ ဟမ်ငါတော့ရမှာလားအေးကွာလုတ်ကွာလုတ်ထားတော့ကွာ မြန်မာတန်အစီအစဉ်ပြီးရင်တော့ဆက်လက်ပြီးတော့ stage show ခစ်ပေါ်တေဂီတာအစီအစဉ်ဖြစ်ပါတယ်ခစ်ပေါ်တေဂီတာအစီအစဉ်မှာဆိုရင်တော့ခစ်ပေါ်တချင်းတပုတ်ဆိုတဲ့လူကတော့ရန်ပုံငွေ2000ထည့်ရမှာဖြစ်ပါတယ်2000ကျပ်ပါခင်ဗျာ ကျုပ်က stage show စုံလို့ဗျဘာလို့ stage show မှာ2000ဖြစ်သွားတာလဲ ဩ stage show ဆိုတော့မြူးမြူးကြွကြွလေးဖြစ်ရမယ်လေအဲ့တော့မြူးမြူးကြွကြွခစ်ပေါ်တေဂီတာဆိုတဲ့အချိန်မှာမီးတွေပါလေကစားပေးရမယ်လေအဲ့ဒီမီးတွေငှားမယ်တကယ်လို့မီးကျွင်းသွားခဲ့ရင်အယော်ပေးဖို့အတွက်အဲ့ဒီအတွက်ကို2000ကျပ်သတ်မှတ်ထားတာဖြစ်ပါတယ်ခင်ဗျာ2000ကျပ်အတိအကျဖြစ်ပါတယ်ခင်ဗျာအဲ့ဒီ stage show အစီအစဉ်ခစ်ပေါ်တေဂီတာအစီအစဉ်ရဲ့နောက်မှာဆိုရင်တော့ကျွန်တော်တို့မြန်မာရိုးရမြန်မာဟန်မပြတ်နှစ်ပါးသွားအစီအစဉ်လေးကမှာဖြစ်ပါတယ်အဲ့ဒီနှစ်ပါးသွားအစီအစဉ်အတွက်နှစ်ပါးသွားမင်းသားရွေးချယ်မှာမို့စည်ရင်းပေးလို့ရပါတယ်ကဲနှစ်ပါးသွားမင်းသားဘယ်လိုလုပ်လဲခင်ဗျာ ကျွန်တော်ကမယ်ကျွန်တော်ကတော့မင်းသားပါ ဘာလဲခုံးမရုံးပဲထိုင်သားပါမင်းဥပဒေရုံးနဲ့ ဟဲ့ဒီတရွာလုံးထဲမှာလေဒိုးပတ်ဝိုင်းဆိုလို့ငါတယောက်တည်းပဲလိုက်ကမင်းသားဝစ်စုံရှိရဆိုလို့လေငါတယောက်တည်းပဲရှိရကျွန်တော်ရွေးနော်ကျွန်တော်မရွေးလို့ကတော့အကုန်လုံးပွဲပြတ်သွားမယ်ရှင်းလား ဟုတ်ပါပြီခင်ဗျာဟုတ်ပါပြီသူပြောရလဲမှန်ပါတယ်ကဲမင်းသားဝစ်ဆောင်ကလည်းသူ့မှာပဲရှိတာဆိုတော့ကဲအဲ့ဒီနှစ်ပါးသွားမင်းသားနေရာကိုဟောဒီကကိုရှိုင်းအောင်ရွေးပါတယ်ခင်ဗျာနှစ်ပါးသွားမင်းသားနေရာအတွက်ကတော့ရန်ပုံငွေ3000ကျပ်တိတိကျမှာဖြစ်ပါတယ်ခင်ဗျာ ဘလို့3000ကျပ်ကိုဝစ်စားနဲ့ကိုလာကတာကို3000ကျပ် ဟိုအဲ့ဒါတော့ဒီလိုရှိပါတယ်ခင်ဗျာမြန်မာရိုးရကိုကတာဖြစ်တယ်သူကအချိန်နည်းနည်းပေးရတယ်အဲ့တော့အဲ့ဒီအချိန်အတွက်ကို3000ကျပ်ကောက်တာဖြစ်ပါတယ်ခင်ဗျာ3000ကျပ်ပါ ကဲနှစ်ပါးသွားမင်းသားနေရာရွေးပြီးပြီဆိုတော့နှစ်ပါးသွားမင်းသမီးရွေးချယ်မှာဖြစ်ပါတယ်ကဲနှစ်ပါးသွားမင်းသမီးကမယ်လို့စင်းပြလို့ရပါပြီဘယ်သူပေးမလဲ နှစ်ပါးသားမီးဆိုမိကြကပဲအဲ့နေပါမိကြနာမည်ကိုထက်လိုက်မိကြကပဲ ဘာနေရမင်းသမီးငါလည်းကားမှာလိုက်တော့အဲ့စီထားလိုက်တော့မကားတော့ဘူး ဟဲ့သိနာနေရမြန်ရဆဆငါနဲ့ကြရတာနင်ကန်ကောင်းနေမဲ့သိလားမလေးငါလေနှစ်ပွဲတောင်ကနေကြနော်နင်ငါနဲ့ကြရင်ကမကြရင်ကနဲ့တိုင်နင်းနဲ့ကြိုင်လိမ့်မယ်နော် မလေးနဲ့တော့ကံခံရလားရှိသေးတော့ကမဲ ကဲအဲ့ဒါဆိုရင်တော့နှစ်ပါးသွားမင်းသမီးနေရာတော့မိကြားဖြစ်ပါတယ်